ကောင်မလေးကသူမရဲ့အယုတ်မလေးကိုနမ်းလိုက်တဲ့အချိန်မှာပဲတစ်ဖက်မှာရှိတဲ့ CEO ကြီးကတစုံတစ်ယောက်ကသူ့ကိုလာနမ်းတယ်လို့ရုတ်တရက်ခံစားလိုက်ရပါတယ်။အဲ့ဒီအပြင်ကောင်မလေးကအယုတ်ရဲ့အင်ဂျီကိုမတော်တဆဆွဲချုပ်လိုက်တဲ့ခါမှာတော့နောက်တစ်စက္ကန့်မှာတင် CEO ကြီးရဲ့ဘောင်းဘီကရုတ်တရက်အောက်ကိုကျသွားပါတော့တယ်။သူလည်းအလန့်တကြားနဲ့အစည်းအဝေးခန်းထဲကလူတွေကိုချက်ချင်းအပြင်ထွက်ခိုင်းလိုက်ရပါတယ်။အတွင်းရေးမှူးကပါလိုက်ထွက်ဖို့လုပ်တော့ CEO ကသူ့နားကိုထပ်မကပ်ဖို့သတိပေးလိုက်ပါတယ်။ခုနကဖြစ်သမျှကိစ္စတွေအားလုံးဟာဒီအတွင်းရေးမှူးလုပ်တာလို့သူထင်နေလို့ပါ။တကယ်တော့သူ့ရဲ့ခန္ဓာကိုယ်ဟာကောင်မလေးရဲ့အယုတ်နဲ့ထပ်တူကျ synchronize ဖြစ်နေမှန်းသူလုံးဝမသိရှာပါဘူး။ CEO ကြီးအိမ်ပြန်ရောက်ပြီးရေချိုးနေတဲ့အချိန်မှာတော့တစ်ဖက်ကကောင်မလေးကသူမရဲ့အယုတ်ကြီးဆူရွှဲနေတာကိုမြင်ပြီးလန့်သွားပါတယ်။ဒါကြောင့်သပင်6ခန်းဆက်နဲ့တွားမှုဖို့ပြင်လိုက်ပေမဲ့အယုတ်ကအလိုလိုပြန်ချောက်သွားတဲ့အပြင်အဝတ်စားပါဝတ်ထားပြီးသားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တကယ်တော့အခြားတစ်ဖက်မှာ CEO ကြီးကညအိတ်ဝတ်စုံလဲပြီးအိတ်ဖို့ပြင်နေတာကြောင့်မှကောင်မလေးလဲဇဝေဇဝါဖြစ်ပြီးအယုတ်ကိုအဝတ်စားလဲပေးဖို့လှုပ်လိုက်ပြန်ပါတယ်။အဲ့ဒီအချိန်မှာ CEO ကြီးခမညာကိုပေါ်ကအဝတ်တွေကြောင့်ပြင်းမရှိပဲပျောက်ကွယ်သွားတာကြောင့်လန့်ဖြတ်သွားပြီးသူကိုယ်သူချိန်စာမိနေပြီလို့တထင်နဲ့ထင်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ကောင်မလေးက CEO ကြီးစီစာရွက်စာတမ်းတွေလာပို့ပါတယ်။အဲ့ဒီမှာ CEO ကကောင်မလေးစီကအယုတ်ကိုသတိထားမိသွားပါတယ်။ကောင်မလေးကအယုတ်ရဲ့ဘားကိုဆွဲညှစ်လိုက်တဲ့အခါ CEO ကြီးကလည်းတယောက်ယောက်ကသူ့ဘားကိုလာညှစ်တယ်လို့ခံစားလိုက်ရပါတယ်။ဒါပေမဲ့ဒါကစိတ်လက်စားမှုလူယောင်ပြတာလို့ပဲသူတွေးပြီးဒီလိုစမ်းကြဲတဲ့ဖြစ်ရပ်ကိုမယုံကြည်နိုင်သေးပါဘူး။အဲ့ဒီညမှာကျင်းပမဲ့ပါတီပွဲကိုသူ့အဖော်ဖြစ်လိုက်ခဲ့ဖို့ကောင်မလေးကိုသူခေါ်လိုက်တာကြောင့်ကောင်မလေးလည်းအယုတ်ကိုပါတပါးရဲယူလာခဲ့ပါတယ်။သူတို့နှစ်ယောက်ပွဲထဲဝင်လာတာနဲ့ဧည့်သည်တွေအားလုံးရဲ့အာယုံဆိုင်မှုကိုခံရပါတော့တယ်။အဲ့ဒီပွဲမှာ CEO ကိုခိုးချစ်နေတဲ့တထေးသမီးတစ်ယောက်ရှိနေပါတယ်။သူကကောင်မလေးစီလျှောက်လာပြီးဆင်းရဲသူမလေးလို့နှာခေါင်းရှုံလောင်ပြောင်တဲ့အပြင် CEO နဲ့မတန်မရာလို့စော်ကားပါတော့တယ်ပြီးတော့ဝိုင်းကွက်ကိုယူပြီးကောင်မလေးစီပတ်လိုက်ပါတယ်။ကောင်မလေးကလည်းမတိစိတ်ရအယုတ်ကိုကာကွယ်ဖို့မြှောက်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတာကဘေးက CEO ကြီးပါတကိုယ်လုံးရေဆိုရွှဲသွားပါတော့တယ်။ပွဲထဲကလူတွေလည်းကြောင်အန်းသွားကြတာပေါ့။တထေးသမီးက CEO ကြီးကိုအဝတ်နဲ့လိုက်တုပ်ပေးဖို့လုပ်ပေမဲ့အတွန်းခံလိုက်ရပါတယ်။ဒါကြောင့်တထေးသမီးကဒီကောင်မလေးကြောင့်အစီအစဉ်တွေပြက်ကုန်ပြီလို့တွေးပြီးကောင်မလေးစီကနေအယုတ်ကိုအတင်းလူယူပါတယ်။ကောင်မလေးကအယုတ်ကိုပြန်လူရင်းနဲ့တထေးသမီးရဲ့တွန်းချမှုကြောင့်ရေကန်ထဲကိုပြုတ်ကျသွားပါတော့တယ်။အဲ့ဒီလိုလန့်ဖြတ်သွားတဲ့အချိန်မှာကောင်မလေးကတထေးသမီးရဲ့လက်ကိုလှမ်းဆွဲလိုက်တာကြောင့်နှစ်ယောက်လုံးရေထဲပြုတ်ကျသွားကြပါတယ်။ဒီအချိန်မှာတော့အဝတ်စားတစ်လဲပြီးကစား CEO ကြီးခမညာတကိုယ်လုံးပြန်ဆိုသွားတာကြောင့်အလွန်အံ့ဩသွားပြီးကောင်မလေးရဲ့အယုတ်ကသူနဲ့တခုခုပတ်သက်နေပြီဆိုတာကိုစတင်တန်တရားဝင်လာပါတော့တယ်။ဒါကြောင့်သူလဲရေထဲချက်ချင်းခုန်ချပြီးကောင်မလေးကိုကယ်တင်လိုက်ပါတယ်။ကောင်မလေးတတိယလာတဲ့အချိန်မှာတော့အယုတ်ကရေချိုးဝတ်စုံဝတ်ထားတာကိုတွေ့ရပါတယ်။အဝတ်လဲပေးဖို့အတွက်အယုတ်ရဲ့ရေချိုးဝတ်စုံကိုချွတ်လိုက်တဲ့အချိန်မှာပဲရေချိုးခန်းထဲကထွက်လာတဲ့ CEO ကြီးကလှမ်းမြင်ပြီးကောင်မလေးကိုချက်ချင်းရက်လိုက်လို့အော်ပြောပေမဲ့နောက်ကျသွားပါပြီး CEO ကြီးခမညာရေချိုးဝတ်စုံကိုအမြန်ကောက်ဆွဲပြီးပြန်ဝတ်လိုက်ရပါတယ်ပြီးတော့ကောင်မလေးကိုဒီအယုတ်ကိုနောက်ခါလုံးဝမကင်နဲ့လို့သတိပေးလိုက်ပါတော့တယ်။အဲ့ဒီခါကျမှပဲကောင်မလေးလဲသူမရဲ့အယုတ်ဟာ CEO ကြီးနဲ့ထပ်တူဖြစ်နေမှန်းရိပ်မိသွားပါတော့တယ်။